အတန်ပေါ်မှာအမှတ်ပေါ်မှာအယူတစ်ခုနဲ့အမြင်မရှင်းခဲ့လို့ပြောရမယ်ဆိုရင်ကံမြောက်ခဲ့လို့ဒါတော့ငါဟာလို့ထင်ပြီးတော့ဗီဒီယိုထဲသိမ်းလိုက်တာဒါမဲ့စိတ်ထဲရောက်သွားတယ်ဒုက္ခနဲ့လွတ်မြောက်ဖို့အတွက်ကောင်းမှုကုသိုလ်ပြည့်လာတဲ့အချိန်ကြတော့ဒီဒုက္ခနဲ့ဒုက္ခဖြစ်ကြောင်းကိုဆင်ခြင်ပြီးတော့ရှက်တက်ကြောက်တက်သွားတယ်အဲ့မှာတန်ဝရတရားကိုနားလည်ပြီးအာယုံနမိတ်တင်နောက်ကိုအယူတစ်ခုနဲ့အမှတ်မှားပြီးလိုက်နေသမျှဒီကျွေးကင်းမှာမဟုတ်ဘူးလို့သီလကိုဆင်ခြင်မိသွားတယ်ဒါတော့သူများပစ္စည်းကိုသွားလိုချင်တာမဟုတ်ဘူးနေရင်ထိုင်ရင်အလကားတက်တက်အာယုန်တွေကိုရန်လုပ်ပြီးစွာနေတာမဟုတ်ဘူးတရားလဲတော်တော်ကျင့်နေတာယောဂီတို့အဲ့ဒါကြောင့်လို့ကြုံသမျှအာယုန်တွေပေါ်မှာအယူတစ်ခုနဲ့အမှတ်မှားပြီးအမြင်မရှင်းသမျှကြွေးကင်းမှာမဟုတ်ဘူးလို့ယောဂီတို့ရဲ့မြင်ပုံတွေဆင်ခြင်ပြီးတော့ပြင်ကြရမယ်လို့ဒါတတိပေးတာဒုက္ခနေလွတ်မဲ့လူဆိုရင်နားထောင်တတ်တယ်ဒုက္ခနေလွတ်ဖို့ဝေးသေးတယ်ဆိုရင်တော့ခေါင်းမာလိမ့်မယ်ဒါတော့ကိုယ့်ရဲ့ပါရမီနဲ့ပဲဆိုင်တော့တရားပြတဲ့သူတွေနဲ့မသက်ဆိုင်တော့ဘူးအားကြောင့်မလို့အတ္တသမပဏိတိစာဆိုကိုပြင်ပြီးကောင်းမှုကုသိုလ်တွေကိုပါရမီမြောက်စွာဂျုံလာသမျှပုံမှာအသိဉာဏ်ရှိပြီးခန္တီပေါ့ခန္တီဟာပါရမီပဲယထာဘုဒ္ဓတသနာအသိဉာဏ်ရှိမှခန္တီစွာဖြစ်တာဆိုတော့ဒီပါရမီရဲ့သဘောတရားကိုဆက်ပြီးတော့မထောက်ပြလို့မရအောင်တရားကြီးပဲငုတ်တုတ်တိုင်းပြီးသွားကျင့်လို့မရအောင်ကံမြင်လုံးဖွင့်တဲ့ချိန်ကျရင်ဒီအချက်တရားတော်တော်တတိထားရမယ်အကြောင်းတရားတွေဒီကတရားကျင့်နေဆိုတာအာတဝတရားတွေကုန်မို့မလားလောဘဒိဋ္ဌိမောဟဆိုတဲ့အာတဝတရားတွေဟာခန္ဓာမှာယူစည်းနေတာရှုံးတဲ့ဓမ္မဒီခန္ဓာကိုတောင်းနိုင်ဖို့အတွက်စိတ်ညစ်ကြေးမရှင်းနိုင်သေးလို့ခန္ဓာရဲ့သဘောကိုမထောက်နိုင်ကြသေးတာအဲ့တော့ငါဖြစ်နေတယ်သူဖြစ်နေတယ်ငါစိတ်ဖြစ်နေတယ်ငါ့ကိုဆိုတဲ့အဲ့ငါဆွဲရအရင်ကြီးနေတာဒိဋ္ဌိကြောင့်အယူမှားနေလို့စိတ်တွေကိုမြင့်မြတ်တဲ့စိတ်ဓာတ်ဖြစ်အောင်ဒါနကောင်းမှုကံနေမမအောင်ဆောင်ထိန်နိုင်တဲ့အဓိကဝစီတွေပဲစိတ်ကအယူမှားပြီးအမှတ်မှားရင်ဝစီတွေကမထိန်နိုင်မပြစ်မှားတဲ့သူတွေကိုပြစ်မှားနေရင်လမ်းကြောင်းဖြောင့်မှုမဲခင်လမ်းကြောင်းဖြောင့်မှုတွေအခြေအနေတွေဆိုးသွားလိမ့်မယ်ကိုယ်ဒုက္ခကင်းအောင်လမ်းပြနေတာဒုက္ခကင်းအောင်လမ်းပြနေတဲ့သူတွေနဲ့ထိတ်တိုက်မတွေ့နဲ့ကြောက်စရာကောင်းတယ်အားကြောင့်လို့တရားရဖို့အတွက်နှောင့်နှေးနေကြတာဒီအချက်တွေကြောင့်ပြပေမဲ့လည်းလမ်းမှန်ပေါ်မရောက်ပဲလမ်းမပွင့်ဘူးဆိုတာဒီအချက်တွေကြောင့်ပဲ
ကိုယ်ဒုက္ခကင်းအောင်ရှည်လေးတစ်ခွက်ပဲတိုက်ဘူးနေရာလေးပဲပေးဘူးအစားလေးပဲကျွေးဘူးဆရာသမားတွေဆိုတာဒီတဲ့မကအများကြီးဒုက္ခကင်းအောင်ကိုယ်မေတ္တာထားပြီးလမ်းပြကြတာဆရာတွေနဲ့ထိတ်အတွေ့စီနေဒုက္ခဖြစ်သွားလိမ့်မယ်သိဉာဏ်ရှိပြီချင်းကျမရေးတွေမဖောက်ခင်သေချာလုပ်ကြရင်ကံနေမမောင်းထိန်ကြရင်အဲ့ကံနေမှားတတ်တဲ့သူတွေကိုရှောင်ရှားကြ၏တဲ့မြတ်စွာဘုရားကိလေသာအတဝတရားကင်းခြင်းနဲ့ရှောင်ရှားခြင်းအပြင်လေကိလေသာအတဝတရားတွေကိုမတိုးဝအောင်လုပ်ရတယ်ရှောင်ရှားရမယ်တဲ့အဲ့ဒါကိုပရိဝိသနာလို့ခေါ်တယ်ရှောင်ရှားရမယ်ဒီသောတာပတ္တိမဲ့မကြခင်ပေါ့မြတ်စွာဘုရားဒီသဗ္ဗတဝတုတ်ဆိုတဲ့ကိလေသာအာတဝတရားကိုရှင်းရမယ်အဲ့တုတ်တံမှာသောတာပတ္တိမဲ့ကြဖို့တွေ့တဲ့အာတဝတရားရဲ့သဘောတရားကိုတဲ့ဒသနာတဲ့အသိမြင်မှန်မှသာလေနဲ့အာတဝတရားကိုပဟာတ္တပအာတဝတဲ့ဒသနာပဟာတ္တပအာတဝတဲ့အာတဝတရားရဲ့သဘောကိုတဲ့အသိမြင်မှန်မှသာလေနဲ့အာတဝတရားကိုဖယ်ရှားနိုင်မှာတဲ့အဲ့လိုမျိုးအသိမြင်မှန်လို့ဖယ်ရှားနိုင်လို့ဒသနာတမ္ပတာဆိုတာသောတာပန်ဖြစ်သွားပြီဆိုရင်တဲ့ဘာဝနာအပီးတိုင်ချိန်မုံနိုင်အောင်ပွားဖို့အတွက်ဘာဝနာတမ္ပတာဖြင့်သူတို့အထက်မှတ်တွေကိုတက်ကြလိမ့်မယ်တဲ့အဲ့ဒါရှေ့ပိတ်နောက်ပိတ်ဒသနာနဲ့ဘာဝနာအဲ့နှစ်ခုကိုရှေ့ပိတ်နောက်ပိတ်ဖြင့်မြတ်စွာဘုရားဟောတယ်ပေါ့အလယ်မှာ၅ချက်ဟောတယ်အဲ့ဒါကအဲ့သောတာပတ္တိမဲ့မကြခင်မှာတဲ့အဲ့ပါရမီပြောင်မြောက်တဲ့ကောင်းမှုကုသိုလ်တွေအားကြီးလာရင်စိတ်မှာပြန်ပေါ်ပြလာတဲ့အယူတကုနဲ့အမှတ်မှားခဲ့တဲ့အာယုန်တွေကအမေတို့ကြုံတွေ့သလိုပေါ့ဝါကိုလို့အယူတကုနဲ့အမှတ်မှားပြီးအဲ့အာယုန်ကိုဆွဲခဲ့တဲ့အဆွဲဟာပြန်ပြီးတော့ဒုက္ခပေးတယ်ဒုက္ခနေတဲ့ကြုံနေပေါ့အဲ့ဒီဒုက္ခကိုကြောက်သွားတာဒီဒုက္ခဘာကြောင့်လို့ပြန်ပြီးတော့ဒီအကျွေးတောင်းသလိုစိတ်တွေမှာမငြိမ်သက်တဲ့သဘောပြတာလေလို့ဆိုတော့အယူတခုနဲ့အမှတ်မှားပြီးအိတ်အာယုံကိုဆွဲခဲ့လို့တဲ့ကြိုက်တဲ့အဆွဲမကြိုက်တဲ့အဆွဲပေါ့အိတ်ဆွဲခဲ့လို့ဖြစ်တာလို့ဆိုတော့